ကမ္ဘာဖလားအတွက်အရှိန်အဟုန်နဲ့ပြန်လာနေတဲ့နေမာပရိသတ်များလုံးပဲမင်္ဂလာများ YGT Dance Sport ကနေပြန်လည်ကြိုလိုက်ပါတယ်။နေမာဂျူနီယာကတော့သူ့ရဲ့ရည်မှန်းချက်ကိုအကောင့်ထဲပေါ်ဖို့ဒီဇိုင်းမတ်မတ်စ조사နေပါတယ်။ပြီးခဲ့တဲ့ရာသီမှာအသင်းကိုတမ်းမစင်းရအောင်ကယ်တင်ပေးခဲ့တဲ့နေမာဟာရာသီတစ်မှာလည်းအကောင်းဆုံးဆက်လက်လှုပ်ဆောင်မှုဆုံးဖြတ်ထားပါတယ်။နေမာဟာရာသီကုန်မှာဆန်တို့နဲ့စာချုပ်တန်းကုန်ခဲ့ပေမဲ့နောက်တရာဒီမှာလည်းအသင်းဟောင်းကိုပဲဆက်လက်ဆွဲတင်ပေးဖို့ဆုံးဖြတ်ထားပါတယ်။နေမာကဆန်တို့နဲ့စာချုပ်အသစ်ချုပ်ဆိုလိုက်ပြီးဒီတစ်ခါတော့ရေတို6လစာချုပ်ချုပ်ဆိုတာမဟုတ်ပဲတရားဒီစာချုပ်ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။နေမာကသူ့ရဲ့ဒူးထန်ရာကိုအသေးစားခွဲစိတ်မှုလေးတွေပြုလုပ်ခဲ့ပါတယ်။နေမာကရာသီသေးမစတင်ခင်သူ့ကိုယ်သူချမ်းခိုင်မှုပြန်လည်တည်ဆောက်နေပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကိုလည်းအားတက်သရောလှုပ်ဆောင်နေပါတယ်။အသက်33နှစ်အရွယ်ကစားသမားနေမာဟာဒီတော့မှဆန်တိုနဲ့အတူလေ့ကျင့်ရေးပြန်ဆင်းနေတာကိုတွေ့ခဲ့ရပြီးရာသီတစ်မှာကျမ်းဖို့အဆင်သင့်ပြင်နေပါတယ်။နေမာဟာပြီးခဲ့တဲ့18လလုံးဒဏ်ရာပြဿနာတွေကြားထဲလုံးချလေလိုက်နေရင်နိုင်ငံအသင်းအတွက်လည်းကစားပေးနိုင်ခြင်းမရှိသေးပါဘူး။ဘရာဇီးနီးပြတီကာလော့အန်ဆန်လော်ဒီကတင်းကျပ်တဲ့နေပြတယောက်ဖြစ်တာကြောင့်နေမာသာချမ်းခိုင်မှုပြေးသွားရင်ကမ္ဘာဖလားအတွက်မေးချေဘူးဆိုတာလည်းသိကြနေပါတယ်။နေမာကဘရာဇီးရဲ့အကောင်းဆုံးကစားသမားဖြစ်ပါတယ်။နေမာက2023မှာဆော်ဒီကိုပြောင်းရွှေ့ပြီးလာပိုင်းကြာမှာဘရာဇီးအတွက်ကစားပြီးပြင်းထန်ဒုတိယရရှိသွားတာကြောင့်ကစားမဘွားထိခိုက်ခဲ့ရပါတယ်။ဒါပေမဲ့ချမ်းခိုင်မှုမပြေးဝနေတာတော့နေမာလုံးပြနိုင်တာတွေအများကြီးရှိပါသေးတယ်။နေမာကစန်တိုအတွက်နောက်ဆုံး9ပွဲမှာဟက်ထရစ်ပါဝင်သွင်းဂိုး9ဂိုးသွင်းပြီးအကောင်းဆုံးခြေစွမ်းပြထားပါတယ်။နေမာသာရေလိုပြန်ကစားနိုင်မယ်ဆိုရင်ဘရာဇီးအတွက်အားတက်စရာတစ်ခုဖြစ်လာမှာပါ။ကမ္ဘာဖလားဟာထေသီကစားသမားတွေရဲ့ပြိုင်ပွဲတစ်ခုမှာဒီအောင်မြင်မှုကိုဘရာဇီးအတွက်နေမာယူဆောင်ပေးလာမလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။